ခြေကထောက်လုံနည်းလေးပြောပြပေးမယ်နော်ထောက်လုံနည်းလေးကိုကြတော့ခြေတို့အိမ်မှာရှိတဲ့ဂျက်ကွန်မှာအခုလိုမျိုး4000လေးကိုက်ထားလိုက်ရရပေါ့နော်ပြီးတော့မှဒီဖော့ရေခဲဖော့ပေါ့နော်ရေခဲဖော့ရဲ့အလဲကနေပြီးတော့ထုတ်တချောင်းအရင်စိုက်လိုက်မယ်ပေါ့နော်ပြီးတော့ကော့ပိုက်လေးနဲ့နည်းနည်းလေးတိုးလိုက်မယ်ပြီးပြီဆိုရင်တော့ထောက်ကို၄ဘက်ထောက်မယ်ပေါ့နော်၄ဘက်လိုက်ပြီးတော့မှထောက်မယ်နော်ထောင်လို့ရတဲ့အနေထားလောက်ဖြစ်တဲ့အထီကိုမှထောက်ထားမယ်နော်အခုလိုမျိုးထောက်ပြီးဆိုရင်တော့ဘေးတစ်ဖက်တစ်ချက်စီကိုလွတ်နေတဲ့ခလဲလေးတွေကိုလိုက်ပြီးတော့မှထည့်လိုက်ပါမယ်ရှင်အခုလိုမျိုးထည့်ပြီးသွားပြီဆိုရင်တော့အောက်ကနေပြီးတော့ကော့ပိုက်လေးနဲ့လိုက်ပြီးတော့တိုးလိုက်ရင်ရပြီပေါ့နော်ဒီနေရာမှာဆိုရင်ချော်ထွက်တာကြီးပါလေရှိတတ်တယ်ပေါ့နော်အပေါ်ဆုံးကဖော့ကိုတေချာလေးကင်ပြီးတော့မှထိန်းပြီးတော့မှတေချာလေးလုပ်ပေါ့နော်လောက်ပါများရင်တော့ကျင်သားရပြီးတော့မှလွယ်ကူသွားလိမ့်မယ်ပေါ့နော်။ညလေးရှိရင်တော့လာမေးလို့ရတယ်နော်။